လွယ်တယ်ဗျအဆင်ပြေတယ်ဗျဟုတ်အော်တိုဘုံစက်ကူဘုံကိုနဲ့အင်တိုဘုံစက်ကူဘုံမှာရှိတဲ့ဘာကုတ်ကိုကျူအကိုဖတ်ဆရာမလို့ပါဘူးကိုဘယ်နေရာမှာဘယ်နေ့ဘယ်ချိန်တော့ဘာတွေလုပ်ခဲ့တယ်ဘယ်လိုဆင်ခဲ့တယ်ဆိုတော့အသေးစိတ်ပြန်ကြည့်ရှုလို့ရပါတယ်ခင်ဗျမင်္ဂလာပါကျွန်တော်တို့ကိုကြီးပါဒီနေ့ဒီအိမ်မှာဆက်ဆက်တက်ကကိုမင်းနိုင်တို့အဲကုန်းနေဆင်နေလို့သိရတယ်။ဘာအဲကုန်းနေဆင်နေတာလဲနောက်တစ်ခုကအီရန်ဒီနဲ့စားပြည့်အသုံးပြုရတာအဆင်ပြေရလားလွယ်ကူရလားဆိုတာကိုကျွန်တော်တို့တစ်ချက်သွားမေးကြည့်အောင်။ကိုမင်းနိုင်မင်္ဂလာပါ မင်္ဂလာပါကိုကြီး တွေ့ရတာဝမ်းသာပါတယ် ဝမ်းသာပါတယ်ဗျာအကိုဒီမှာအဲကုန်းနေဆင်နေတယ်ကြားလို့ကျွန်တော်ဝင်လာတာဟုတ်ကဲ့အခုဘာအဲကုန်းနေဆင်လာလဲဒီမှာ MCG inverter QA series ဆင်နေရဗျဟုတ်လားအခုဘယ်နှလုံးလောက်ဆင်ရဒီမှာ9လုံးလောက်တော့ချိတ်ပါအခု MCG Iran Found နဲ့စားပြည့်အသုံးပြုရတာအဆင်ပြေရလားလွယ်ရလားဗျလွယ်တယ်ဗျအဆင်ပြေတယ်ဗျဟုတ်အဲ့ဒါဆိုလို့ရင်ကျွန်တော်တို့အခြားညီကိုတွေလည်းသိသွားအောင်တစ်ချက်လောက်ပြောပြပေးပါဟုတ်ကဲ့ပြောပြပါခင်ဗျဟုတ်ဒီအရင်ဆုံးဒီစားပြည့်ကိုအသုံးပြုခင်မှာဒီဝယ်သွားပြီးရဲ့နောက်မှာတက်ဆင်တော့မယ်ဆိုလို့ရှိရင် Iran MCG Iran Found ကိုအရင်ဆုံးဖြည့်ပေးရမယ်အဲ့တော့ Iran Found ကိုအရင်ဖြည့်တဲ့အချိန်မှာကြာလို့ရှိရင်ကျွန်တော်တို့ဒီအော်တိုဘုံစက်ကူဘုံကိုနဲ့အင်တိုဘုံစက်ကူဘုံမှာရှိတဲ့ဘာကုတ်ကိုကျူအကိုဖတ်ဆရာမလို့ပါဘူးအင်တိုယူနစ်နဲ့အော်တိုယူနစ်မှာရှိတဲ့ဘာကုတ်ကိုကျွန်တော်တို့ကစကတ်ဖတ်ပါမယ်ခင်ဗျဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့အင်တိုယူနစ်နဲ့အော်တိုယူနစ်မှာရှိတဲ့ဘာကုတ်ကိုစကတ်ဖတ်ပြီး Iran Found ဖြည့်လိုက်ပြီးဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာကတော့ဒီဟာမျိုးလေးကြာလာပါလိမ့်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့က Iran Found လေးကိုဖြည့်ပြီးတော့ကိုဖုန်းထဲမှာကြာလာပြီဆိုတာနဲ့ကျွန်တော်တို့ကဒီဘက်က MCG Service Application တွေကိုဝင်ရမယ်ဝင်ပြီးတော့အဲ့ဒီမှာ ID နေရာမှာကျွန်တော်ဒီဘက်က Iran Found ID လေးကိုရိုက်မထည့်လို့ရှိရင်ဒီ Iran မှာပါတဲ့ QR code ကို scan ဖတ်ပြီးရတဲ့တခါတည်းအားလုံးဖြည့်ပြီးသွားဖြစ်သွားပါလိမ့်မယ်ခင်ဗျအဲ့ဒါပြီးလို့ချင်းတော့ကျွန်တော်တို့ Indonesia မှာရှိတဲ့ barcode ကို scan ဖတ်ရပါမယ် Auto-Unit မှာရှိတဲ့ barcode ကို scan ဖတ်ရပါမယ်ပြီးလို့ရှိရင် Indonesia installation လုပ်ထားတဲ့ပုံ Auto-Unit installation လုပ်ထားတဲ့ပုံကိုဓာတ်ပုံရိုက်ပြီးတော့တင်ပေးရပါမယ်ဒါပါပဲခင်ဗျဟုတ်ကဲ့အခုလိုမျိုး MCG Iran Found နဲ့ Service App ကိုဖြည့်ထားခြင်းအပြင် customer တွေနေတဲ့ဘာတွေကောင်းမလဲဆိုတော့ရင်သူတို့ဒီRandy Cap ပြောက်သွားကြလို့ရှိရင်တော့သူတို့မှာအကျိုးခံစား권ရဆက်လက်ရရှိနေမှာဖြစ်တယ်ကျွန်တော်တို့ဒီ installer တွေ technician တွေနေကြတော့လေပဲကိုဘယ်နေရာမှာဘယ်နေ့ဘယ်ချိန်တော့ဘာတွေလုပ်ခဲ့တယ်ဘယ်လိုဆင်ခဲ့တယ်ဆိုတော့အသေးစိတ်ပြန်ကြည့်ရှုလို့ရပါတယ်ခင်ဗျဟုတ်ကဲ့အခုလိုပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ဒီခုလိုအကျိုးခံစား권တွေရဖို့ဆိုလို့ရင် MCG Iran Found နဲ့ Service App ကိုဖြည့်ထားဖို့တိုက်တွန်းအပ်ပါတယ်